စားဖို့သူတိုင်းကြိုက်ကြတဲ့အော်ပွန်လို့ခေါ်တဲ့ဘိန်းဥထမင်းချန်လေးပါရှင်။အရင်ဦးဆုံးဂျပန်မိုတွေကိုရေးဆေးပြီးတော့ရေးစိမ်ထားပေးပါမယ်ရှင်။ပစုံကြောက်ကိုလည်းရေးဆေးပြီးတော့ရေးစိမ်ထားပေးပါမယ်။ဝတ်သားပြုတ်ဖို့အတွက်စားချုံမုံချင်းထည့်ပြီးလို့ရှိရင်ရေနွေးမများလောင်းထည့်ပြီးတော့ဖြုတ်ထားပေးပါမယ်ရှင်။ကျက်သွန်နီနှလုံးကိုပါပါလိထားလိုက်ပါတယ်။ကျက်သွန်ဖြူလေးတွေကိုလည်းဓာတ်ပြရိုက်ပြီးတော့နှုတ်ဆင်ပေးထားပါတယ်။ခုနကရေစိမ်ထားတဲ့ရှီတာကီမိုတွေကိုလည်းရေတချာလေးညှစ်ပြီးတော့လှီထားပေးပါတယ်။ရှီတာကီမိုနဲ့ပဇွန်ချောက်ကိုစိမ်ထားတဲ့အရည်တွေကိုထမင်းချက်တဲ့တဲကိုထဲမှာမလို့မသွန်းပြဖြစ်နေသိမ်းထားပေးရပါမယ်ရှင်။ပဇွန်ချောက်လေးတွေကိုလည်းနှုတ်ဆင်ထားပေးလိုက်ပါတယ်။ပြုတ်ထားတဲ့ဝတ်သားတွေကိုလည်းပါပါလိထားပေးလိုက်ပါတယ်ရှင်။ဝတ်ဥချောင်းကိုလည်းလှီထားပေးလိုက်ပါတယ်။ပြီးလို့ရှိရင်တော့ဘိန်းဥ900 g ကိုအတုံးသေးလေးတွေလှီထားပေးပါရရှင်။ပြုတ်ထားတဲ့ဝတ်သားတွေတချို့ကိုတော့ထမင်းနဲ့တွဲစားဖို့အတွက်ဝတ်သားကြော်လေးကြော်ထားလိုက်ပါတယ်။ဝတ်သားကြော်လေးကျွတ်လာပြီဆိုလို့ရှိရင်တော့ဆဲထားလိုက်ပါတယ်။ပြီးတော့အခုဝတ်သားကြော်ထားတဲ့အိုးထဲမှာပဲစီသက်ပါမယ်။အရင်ဦးဆုံးပစုံကြော်လေးတွေထည့်ပြီးတော့မွေးလာအောင်စီသက်ပေးပါမယ်ရှင်။ပုံမှန်ဆိုလို့ရှိရင်တော့ကျက်သွန်နီကျက်သွန်ဖြူကိုအရင်ဆုံးထည့်ပြီးတော့စီသက်လေးရှိရဲဆိုပေမဲ့ညီမကတော့ကျက်သွန်ဘက်ဒီလွမ်းသွားမှဆိုတာဖြစ်တဲ့အတွက်ကြောင့်မလို့ပစုံချောက်ကိုအရင်ထည့်ပြီးတော့ပဲစီသက်လိုက်ပါတယ်။ပစုံချောက်အနှံ့မွေးလာပြီဆိုလို့ရှိရင်တော့ရှီတာကီမိုလီထားတာလေးတွေထည့်လိုက်ပါတယ်။ခဏတော့မွေးပေးပြီဆိုလို့ရှိရင်တော့ခုနကလီထားတဲ့ကျက်သွန်နီနဲ့ကျက်သွန်ဖြူကိုထည့်လိုက်ပါတယ်ရှင်။လီထားတဲ့ဝတ်သားကိုလည်းထည့်လိုက်ပါတယ်။ပြီးလို့ရှိရင်တော့ခုနလီထားတဲ့ဝဲဥချောင်းကိုလည်းထည့်လိုက်ပါတယ်ရှင်။နောက်ဆုံးမှာတော့ဘိန်းဥလေးတွေထည့်ပါမယ်ရှင်။ဘိန်းဥထည့်ပြီးပြီဆိုလို့ရှိရင်တော့အရသာလေးတွေလည်းထည့်ပေးပါမယ်။အရသာအတွက်ကတော့ဘိန်းငယ်များရဲ့အကြည့်ရဲ့ဘိန်းငယ်များရဲ့အနောက်ရဲ့စားရဲ့ဟင်းချုံမုံရဲ့ခရူးစီရဲ့ထည့်ထားပါတယ်ရှင်။အရသာတွေအကုန်လုံးနှံသွားအောင်တေချာလေးမွေပေးပါမယ်ရှင်။အကုန်လုံးကိုရောပြီးတော့တေချာလေးမွေပေးပြီဆိုလို့ရှိရင်တော့ရေးဆေးထားတဲ့ဆန်ကိုထည့်ပါမယ်။ဆန်ထည့်ပြီဆိုလို့ရှိရင်လည်းမီးဖိုပေါ်မှာနောက်ထပ်5မိနစ်လောက်အကုန်လုံးနှက်ဆက်သွားအောင်မွေပေးပါမယ်။အနံလေးမွေးသွားအောင်လို့ငရုတ်ကောင်းနည်းနည်းလေးထည့်လိုက်ပါတယ်ရှင်။ပြီးရင်တော့ထမင်းပေါင်းဝဲကိုပြောင်းထည့်ပြီးတော့ချက်ပေးပါမယ်ရှင်။ကိုသုံးတဲ့ဆန်ပေါ်မူတည်ပြီးတော့ရေကိုပုံမှန်ထမင်းချက်နေကြအတိုင်းပဲထည့်ပါမယ်ရှင်။ဆန်ချိန်ခွက်2ခွက်စာအတွက်တော့ရေကိုခုနကရှီတာကီမိုတွေပဇွန်ချောက်တွေစိမ်ထားတဲ့အရေကိုဆန်ချိန်ခွက်နဲ့3ခွက်ထပ်ထည့်ပေးလိုက်ပါတယ်ရှင်။ပုံမှန်တိုင်းခလုံးနေပြီးတော့တည်ထားပြီးတဲ့အခါမှာတော့ခုလိုနေထားလေးရသွားပါပြီရှင်။ညီမတို့ကတော့ဝတ်သားကြော်ထားတာလေးနဲ့တွဲပြီးတော့စားခဲ့ပါတယ်။အပေါ်ကနေကျက်သွန်နီကြော်တို့ကျက်သွန်မိတ်တို့ဖြူပြီးတော့ဒီအချင်းလေးနဲ့ပေါ့နော်တွဲစားမယ်ဆိုလို့ရှိရင်တော်တော်လေးကိုလိုက်ဖက်ပါရဲ့ရှင်အားလုံးပဲလိုက်ပြီးတော့ချက်စားကြည့်ကြဖို့ကြံပေးပါရနော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်